မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ DDN သတင်းစီစဉ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကဘာတဝမ်းစိုးရင်ထိတ်လက်နေရတဲ့အပျော်စီးတင်မောပေါ်က bias ကူးစက်မှုသတင်းနဲ့စတင်ကျင်ပါတယ်အခုလောလောဆယ်မှာတော့ MV Hondias လို့အမည်ရတဲ့အပျော်စီးတင်မောကြီးပေါ်မှာ Honda bias ကူးစက်မှုတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်ဒီကူးစက်မှုကြောင့်အနည်းဆုံးလူ3ဦးသေဆုံးသွားပြီဖြစ်ကြောင်း BBC သတင်းဌာနကအတည်ပြုလိုက်ပါတယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO ရဲ့ထုတ်ပြန်ချက်အရလက်ရှိမှာဒီ bias ပိုးကူးစက်ခံထားရသူအတည်ပြုလူနာခုနှစ်ဦးရှိနေပြီးနောက်ထပ်တန်တရားရှိသူ2ဦးလည်းရှိနေပါသေးတယ်ဒီတင်မောကြီးဟာလက်ရှိမှာတော့စပိန်နိုင်ငံရဲ့တန်နရစ်ကျွန်းကြီးမှာစိုက်ကပ်ထားပြီးခီးဒီတွေကိုဘေးကင်းရာကိုရွှေ့ပြောင်းပေးနေပါတယ်အဆိုးဆုံးသတင်းကတော့ပြင်သစ်နိုင်ငံသူခီးဒီတဦးဟာနေရပြန်နေစဉ်လေယာဉ်ပေါ်မှာတင်ယောဂလက္ခဏာတွေစတင်ပြသခဲ့တာပါသူ့မကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ Honda bias ပိုးတွေရှိခဲ့ပြီးလက်ရှိမှာသူမရဲ့အခြေအနေဟာအလွန်ကိုစိုးရိမ်ရတဲ့အဆင့်ကိုရောက်ရှိနေတယ်လို့သိရပါတယ်ဒါအပြင်အမေရိကန်နိုင်ငံသားတဦးမှလည်းဒီပိုးတွေရှိထားသလိုနောက်ထပ်တဦးကတော့ယောဂလက္ခဏာအပြောစားခံစားနေရပါတယ်ဒီအခြေအနေတွေကြောင့်နိုင်ငံတကာကကျန်းမာရေးဌာနတွေဟာဒီ bias ထပ်မံပြန့်ပွားမလာအောင်အထူးသတိထားစောင့်ကြည့်နေကြရပြီဖြစ်ပါတယ်ဒီ bias ကူးစက်မှုကိုဘယ်လိုမျိုးထိန်းချုပ်ဖို့စ조사နေကြတယ်လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဒီတိန်နိုင်ငံသားခီးဒီအယောက်20ခန့်ဟာနေရပြန်ရောက်တဲ့အခါမှာတော့သူတို့ကိုအာရိုဘတ်ဆေးရုံမှာတည်တံ့ခွဲထားပြီးခုနှစ်နှစ်နာရီကြာစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။အဲ့ဒီမှာ PCR စစ်ဆေးမှုတွေအပြင်သူတို့ရဲ့သွေးထဲမှာ bias ကိုတိုက်ဖြတ်နိုင်တဲ့ပလိပစ္စည်းတွေရှိမရှိကိုပါအသေးစိတ်စစ်ဆေးနေတာဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။အလွန်ဝေးလံလာတဲ့ Tristan ဒါဂိုညာဆိုတဲ့ကျွန်းငယ်လေးမှာလည်းအရေးပေါ်အခြေအနေတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီကျွန်းမှာတင်မောပေါ်ကနေဆင်းသွားတဲ့ဗြိတိန်နိုင်ငံသားတို့ဦးစီမှာ bias လက္ခဏာတွေတွေ့လာရတာကြောင့်ဗြိတိန်လေထီးတပ်သားတွေကအရေးပေါ်သွားရောက်ကူညီခဲ့ရပါတယ်။ကျွန်းပေါ်မှာဆေးဝါးနဲ့အောက်ဆီဂျင်ပြတ်လတ်နေတာကြောင့်လေယာဉ်ပေါ်ကနေအောက်ဆီဂျင်ဘူးတွေကိုလေထီးနဲ့ချပေးခဲ့ရသလိုလိုအပ်တဲ့ကုသမှုတွေပေးနိုင်ဖို့လေထီးတပ်သားတွေကိုယ်တိုင်ဆင်းသက်ပြီးကူညီခဲ့ရတာပါအခုလက်ရှိမှာတော့ဒီတင်မောပေါ်မှာပါလာတဲ့ခီးဒီအားလုံးကိုအနည်းဆုံး6ပတ်ဒါမှမဟုတ်40နှစ်ရက်ကြာအောင်တီးတန့်ခွဲပြီးနေထိုင်ဖို့ညွှန်ကြားထားပါတယ်သူတို့နဲ့ထိတွေ့ခဲ့သူတွေကိုလည်းလိုက်လံရှာဖွေနေရတာကြောင့်တာဝန်ရှိသူတွေအတွက်တော့အလွန်ကိုအလုံးများနေတဲ့အခြေအနေပဲဖြစ်ပါတယ်ဒီ bias ကူးစက်မှုသတင်းတွေထွက်ပေါ်လာတဲ့အခါမှာတော့ကမ္ဘာတဝန်းကပြည်သူတွေဟာလွန်ခဲ့တဲ့2020ခုနှစ်ကကိုဗစ်ကရောဂါစတင်ဖြစ်ပွားခဲ့တဲ့အချိန်တွေကိုပြန်လည်သိရပြီးစိုးရိမ်ထိတ်လန့်နေကြပါတယ်။အထူးသဖြင့်အခုခီးဒီတွေကိုစောင့်ကြည့်စစ်ဆေးနေတဲ့ဗြိတိန်နိုင်ငံကအာရိုဘတ်ဆေးရုံဟာကိုဗစ်ကရောဂါစတင်ချိန်တုန်းကတရုတ်နိုင်ငံဝူဟန်ကနေပြန်လာတဲ့သူတွေကိုပထမဆုံးတည်တံ့ခွဲထားခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီဒေသမှာနေထိုင်တဲ့ဒေသခံတွေကြားမှာအရင်ကလိုရောဂါတွေထပ်ပြန့်လာမလားဆိုပြီးအတော်လေးကိုစိုးရိမ်ပူပန်မှုတွေမြင့်တက်နေတာပါ။ဒါပေမဲ့ကျန်းမာရေးကျွမ်းကျင်သူတွေနဲ့ဆေးရုံတာဝန်ရှိသူတွေကတော့အားလုံးကိုစိတ်အေးထားကြဖို့တိုက်တွန်းထားပါတယ်။သူတို့ရဲ့ပြောကြားချက်အရဒီ Honda bias ဟာကိုဗစ်နဲ့မတူဘူးလို့ဆိုပါတယ်။ဒါဟာဆေးပညာလောကမှာအရင်ကတည်းကသိရှိပြီးသားနားလည်ပြီးသား bias အမျိုးအစားဖြစ်တာကြောင့်စနစ်တကျထိန်းချုပ်ကုသနိုင်တဲ့အဆင့်မှာရှိတယ်လို့ပြည်သူတွေကိုယုံကြည်မှုပေးထားပါတယ်။ဒါပေမဲ့လည်းဒီတင်မောပေါ်မှာနိုင်ငံပေါင်း23နိုင်ငံကခီးဒီတွေပါဝင်နေတာကြောင့်ယောဂဘိုးဟာတနိုင်ငံကနေတနိုင်ငံကိုမတိမတာပါသွားမှာကိုတော့အစိုးရအသီးသီးကအထူးကိုတတိထားနေကြပါတယ်။ဒါကြောင့်လည်းထိတွေ့ခဲ့သူတွေကိုလိုက်လံရှာဖွေရဲ့လုပ်ငန်းစဉ်တွေကိုအင်တိုက်အားတိုက်ဆောင်ရွက်နေရတာဖြစ်ပါတယ်။လက်ရှိကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့WHO ရဲ့ခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါမယ်။ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရအခုလိုနေရပြန်ပို့တဲ့လုပ်ငန်းစဉ်တွေလှုပ်ဆောင်နေချိန်မှာနောက်ထပ်ယောဂဘိုးတွေရှိသူအသစ်တွေထပ်တိုးလာနိုင်ခြေရှိတယ်လို့ဆိုပါတယ်။ဒါဟာထူးဆန်းတဲ့ကိစ္စမဟုတ်ပဲယောဂပြိုးရဲ့အတွင်းမှာရှိနေသူတွေစီကနေပိုးထပ်တွေ့တာမျိုးဖြစ်နိုင်တာကြောင့်အားလုံးကအဆိုးဆုံးအတွက်ပြင်ဆင်ထားကြဖို့တတိပေးထားပါတယ်။အဓိကအရေးကြီးဆုံးကတော့သတ်မှတ်ထားတဲ့တည်တံ့ခွဲနေထိုင်ရမယ့်40နှစ်ရက်ဆိုရဲ့ကာလကိုတိတိကျကျလိုက်နာဖို့ပဲဖြစ်ပါတယ်။အခုအခါမှာတော့နိုင်ငံတကာလေကြောင်းလိုင်းတွေနဲ့နေဆက်ဂိတ်တွေမှာလည်းဒီပျော်စီးတင်မောမှာလိုက်ပါခဲ့သူတွေရှိမရှိကိုအထူးစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ဒီ bias ဟာကိုဗစ်တုန်းကလိုကမ္ဘာ့ကပ်ရောဂါကြီးအထိဖြစ်မလာအောင်နိုင်ငံတကာကပူးပေါင်းပြီးအစွမ်းကုန်ထိန်းချုပ်နေကြတာကိုတွေ့ရပါတယ်။ကျွန်တော်တို့ DDN သတင်းစီစဉ်ကနေလည်းထူးခြားတဲ့သတင်းခြေအနေတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်အပေါင်းကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားကြပါဦးခင်ဗျာ။အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ။